အားလုံးပဲမင်္ဂလာပါရှင်နိုင်ပိတ်ကနေကြိုဆိုပါတယ်ရှင်ဒီနေ့တော့စာကလေးခွေအဆက်ကြော်နီလေးကိုလာမျှဝေပေးပါတယ်ရှင်မနေ့ကတင်လိုက်တဲ့စာကလေးခွေအကြော်ရဲ့ဒုတိယအဆက်လေးပေါ့နော်ဒါဆိုရင်တော့စာကလေးခွေအဆက်ကြော်နီလေးကိုနှိပ်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပြီးတော့ဖိုင်ကိုဆိုတိလေးကြည့်ပေးကြပါအောင်ရှင်ပါဝေပစ္စည်းလေးတွေကတော့ပြီးတော့တရွက်ရဲ့တကယ်လို့ဒီနေရာမှာပြည့်တော့တရွက်မရှိလို့ရှိရင်တော့ရှောက်ရွက်ကိုတူပြလို့ရပါတယ်ရှင်ပြီးရင်တော့မြေပဲလေးရဲ့ငရုတ်တီ6ရဲ့တန်ပြသေးလေးရဲ့ပါရှင်ဒါဆိုရင်တော့စီပူနေတဲ့အိုလီထက်ကိုပြည့်တော့တရွက်လေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ခုလိုမျိုးကြော်တဲ့ချိန်မှာလည်းမီးအေးလေးနဲ့ပဲကြော်ပေးရပါမယ်ရှင်နောက်မဟုတ်လို့ရှိရင်တူးသွားတတ်တယ်ပေါ့နော်ကြော်သားပေးလိုက်လို့ပြည့်တော့တရွက်လေးကခုလိုမျိုးရောင်လေးပြောင်းလာပြီဆိုရင်တော့စကားလေးနဲ့စီဆက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့မြေပဲလေးကိုလာကြော်ထားပေးလိုက်ပါမယ်ရှင်မြေပဲလေးကိုလည်းအယောင်လေးပြောင်းလာပြီးတော့ကျက်လာပြီဆိုတဲ့ခြေထိကြော်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့စကားလေးနဲ့ဆက်ထုတ်ပြီးတော့စီဆက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ဒီကြော်ထားတဲ့စီလေးထဲကိုပဲငရုတ်တီ6လေးကိုလိုအပ်သလောက်ထပ်ကြော်ပေးလိုက်ပါမယ်ရှင်ဒီငရုတ်တီ6လေးကိုလည်းအယောင်လေးပြောင်းသွားတဲ့ခြေထိကြော်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့သူ့ကိုလည်းစီဆက်ထားပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ပကံလေးထဲမှာတစ်ရှူလေးခံပြီးတော့စီဆက်ထားပေးလိုက်မယ်ပေါ့နော်ခုကြော်ထားတဲ့တီးရွယ်လေးတွေကိုရှင်ဒါဆိုရင်တော့အိုးတဲကိုစီနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ရှင်စီပူလာပြီးဆိုတာနဲ့ရောတင်မုတ်ကိုထမင်းစားစွန်းနှစ်ဆုံးစာလောက်ထည့်ပေးလိုက်သေးရှင်ခုလိုမျိုးကြော်တဲ့ချိန်မှာတော့မီးအေးလေးနဲ့ပဲကြော်ပေးရပါမယ်ရှင်နောက်မဟုတ်လို့ရှိရင်တူးသွားတတ်တယ်ပေါ့နော်ပြီးရင်တော့မီးလေးပိတ်ပြီးတော့ခဏကြော်ထားတဲ့မြေပဲတို့ပြီးတော့တင်းရဲတို့ငရုတ်တီ6တို့ကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့အားလုံးကိုစွန်းလေးနဲ့တမတော့အောင်မှုသွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာတော့နှစ်ကမီးကိုပိတ်ထားပေးလိုက်ပါတယ်ရှင်ပုံမှန်ဆိုရင်တော့ဒီနေရာမှာအယောင်တင်မုတ်ကိုမတုံးလဲရတယ်ပေါ့နော်။နေရာကျတော့အယောင်လေးနည်းနည်းရချင်တဲ့တူဖြစ်ပါတယ်ရှင်။တကယ်လို့ဒီနေရာမှာအယောင်တင်မုတ်စာငရုတ်ပြီးချက်မုတ်ကိုတိုးပြလို့လည်းရပါတယ်ရှင်။အစားချက်တဲ့သူတွေအတွက်ဆိုပိုဆင်ပြေတယ်ပေါ့နော်။ဒါကြတော့စာကလေးခွေအကွင်းလိုက်လေးကြော်ထားတဲ့ဟာကိုမှနိုင်ကလက်ကလေးနဲ့ခုလိုမျိုးလေးကြည်သွားအောင်ခြေထားလိုက်ပေးလိုက်သေးရှင်။ပြီးရင်တော့မီးအေးအေးလေးဖွဲ့ပြီးတော့သူ့ကိုနိုင်ငယ်လေးတမတော့အောင်ကြော်သွားပေးလိုက်ပါမယ်ရှင်အားလုံးနှက်တော့အောင်ပေါ့နော်ဒီကြော်နေလေးကကြတော့တိတ်မခက်ခဲဘူးပေါ့နော်လောက်ရအရန်လွတ်ကူပြီးတော့ကိုကြဆေးလေးအရန်တက်တာပါတယ်ရှင်ပြီးရင်တော့ဒီစာကလေးခွေကြော်လေးကိုအေးခန့်ပြီးရင်တော့ဘူးလေးနဲ့တိတ်ထားမယ်ဆိုလဲတာရှိထားလို့ရပါတယ်ရှင်ကိုဆိုရင်တော့နှင်းကြော်သွားပေးလိုက်တာအားလုံးတမသွားပြီပေါ့နော်ဒါဆိုရင်တော့စားလို့ရပါပြီရှင်နှင်းတို့ငငယ်ကကြောင်းသွားတဲ့ခြေဆိုရင်ဒီစာကလေးခွေလေးကိုမျက်လုံးလိုဝယ်စားဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နှင်းပြီးတော့ဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲတတာ